ဒီနေ့ဆိုတာ Yes Coffee မြန်မာကိုရောက်ရှိနေဖြစ်ပါတယ်ဒီ Yes Coffee မြန်မာမှာဆိုတာဗာလေး sharing လုပ်ပြီးတော့မယ်ဆိုရင်ပေါ့နော်ဆိုတော့ coffee ဆိုင်သွားလို့ရှိရင်ဒီ classic coffee menu တွေဖြစ်တဲ့ espresso latte cappuccino အပြင်ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင် 100 coffee ဆိုပြီးတော့တီးတန့် menu လေးနဲ့သွားရမျိုးရှိတယ်ပေါ့နော်နောက်တချို့ coffee ဆိုင်ဆို slow bar လေးလုပ်ပြီးတော့ဒါမျိုးတီးတန့် menu နဲ့သွားရမျိုးရှိတော့အဲ့လို coffee မျိုးတွေဆိုတော့ဘယ်လိုမျိုးတောက်ကြမလဲပေါ့နော်အဲ့တော့ဒီ 100 ကိုစမ်းကြည့်ကျင်တယ်တောက်ကြည့်ကျင်တယ်ဆိုရင်ဘယ်လိုရွေးချယ်မလဲ coffee bean ကိုဘယ်လိုရွေးချယ်မလဲပြီးသွားလို့ရှိရင်ကိုတောက်ပြီးသွားတဲ့အခါမှာလည်းဘယ်လိုအရသာအကောင်းဆုံးဖြစ်မလဲဆိုတာပေါ့နော်အဲ့ဒါလေးကိုဆိုတော့ဒီနေ့ Yes Coffee မြန်မာမအိမ်မှုနဲ့အတူပေါ့နော် sharing လုပ်ပြီးတော့မှဖြစ်ပါတယ်ပြပါအောင် Yes Coffee ကအိမ်မှုပါရှင်အခုနောက်ပိုင်းဆိုရင်ပေါ့နော် coffee ဆိုင်တွေမှာဆိုရင်လေဒီ slow bar လေးမှာဆိုရင် 100 coffee အယောင်များရယ်ပေါ့နော်အဲ့ဒီခါကျတော့အမဒီနေ့ဒီ coffee ဆိုင်သွားမယ်ဆိုလို့ရှိရင် coffee ဆိုင်မှာပေါ့ဒီ100 ml လေးကိုဘယ်လိုရွေးချယ်မလဲပေါ့နော်နောက်ပြီးတော့ကိုတောက်ကြည့်တဲ့အခါမှာလည်းဘယ်ရတာကိုနဲ့အဆင်ပြေရမျိုးဖြစ်နေရလဲပြီးရင်ဘယ်လိုရတာမျိုးကောင်းတယ်လို့သတ်မှတ်တာလဲပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အမ sharing ပေါ့နော်လုပ်ချင်တာပေါ့နော်အဲ့တော့ဒီမှာလေးဦးစီမှာဘယ်လို menu လေးရှိလဲပေါ့နော် Yes Coffee မှာလည်းအဲ့ဒါလေးတစ်ချက်လောက်အမမပြပေးပါအဲ့ကြတော့ coffee menu ကို3မိုင်းခွဲထားရပါတော့ခုန slow bar menu ဖြစ်တဲ့အဲ့ခါကျတော့ဆိုင်မှာ special green ဆိုပြီးတော့ပေးထားတယ်နော်ခုန slow bar တွေမှာဆိုလို့ရှိရင်ရတာကကြတော့တော်တော်များ drip menu တွေရတယ်ပေါ့နော်104ပါလို့ပြောတဲ့ drip menu ရတယ်ဒီမှာကျတော့ special green မှာဆိုလို့ရှိရင်ကကြတော့ green ကိုဦးစားပေးပြီးတွားရကြမလို့100လေးရမယ်french press တို့ mocha pot တို့အဲ့လိုမျိုးပေါ့နော်ပိုးပါကောတခြား hand green လို့မျိုးရတဲ့ပစ္စည်းတွေနဲ့ဖြောလို့ရတဲ့ menu လေးတွေလည်းရွေးချယ်လို့ရတယ် coffee bean ကဘယ်ရလဲပေါ့အဲ့ဒါလေးပါတစ်ချက်ထည့်ပြီးပြောဆိုင်မှာကကြတော့ဒီ yes ကကိုပိုင် fan ကနေပြောပေါ့နော်ထွက်တဲ့ဟာကိုကိုပိုင် processing လုပ်တယ်ပြီးတော့မှကိုယ်တိုင်လည်း roasting လုပ်တယ် fan to cap သွားထားတာပေါ့နော်ဒီသူကကြတော့ရွှံငယ်မြို့နယ်ထဲမှာပဲရှိရဲ့ဒါကြီးရွာမှာရှိရဲ့ coffee site ထဲကနေပြီးတော့မှထုတ်လုပ်ထားတာပေါ့အဲ့ဒါတခါလေးပေါ့ fan ကနေတခါလေးဒီကိုတဲပေါ့နော်အဲ့ဒါတစ်စင်းတော့မဟုတ်ဘူးပေါ့နော်တစ်စင်းမဟုတ်ဘဲနဲ့ကိုယ်တိုင်အဆင့်ချင်းတွေကိုကိုယ်တိုင်ထုတ်ပြီးတော့သုံးပေးထားတာအခုဒီမှာပေါ့ menu ထဲမှာဆိုရင်ခလီတာနဲ့ coffee 60တွေ့ရပေါ့နော်အဲ့ဒါလေးကြတော့မှာမယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်လို coffee bean မျိုးစားနဲ့မှာမယ်ပေါ့ကလီတာတို့ V60 တို့ဆိုလို့ရှိရင်သူ့အတွက်ဆိုလို့ရှိရင် filter အတွက်လုပ်ပေးထားတဲ့ coffee ပေါ့သူကကြတော့ light ရမယ်ပေါ့နော် light to medium medium သုံးလို့လည်းရတယ်ပေါ့ဆိုင်မှာဆိုလို့ရှိရင်တော့သူ့အတွက်ကို happy you ဆိုပြီးတော့ရွေးချယ်လို့ရတယ် happy you ကကြတော့ light to medium သွားထားတဲ့ coffee ပေါ့နော်အဲ့ဒါလေးနဲ့ဖြောပေးရပေါ့coffee မှာဆိုလို့ရှိရင်ရေဘူးအဖြစ် coffee ထဲမှာဆိုအရသာ compound က800ကျော်လောက်ရှိတယ်အဲ့ဒါကိုတော်တော်များများပြောဖြစ်တယ်ဆိုလို့ရှိရင် fruity ပေါ့နော်ဆိုတော့အသီးတွေရဲ့အရသာပြီးလို့ရှိရင် floral အပန်းတွေရဲ့အရသာပြီးလို့ရှိရင် nutty ဆိုပြီးအစိတ်ဆန်ပေါ့ပြီးလို့ရှိရင်နောက်တစ်ခါ chocolate တွေchocolate တော့အဲ့လိုမျိုး chocolate ဆိုအဲ့လိုမျိုးအရသာမျိုးပေါ့နော်အဲ့ဆိုရင်ဒီ happy you ကိုဒါဆိုတော့တောက်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လို taste မျိုးရမယ်လို့သူရဲ့အရာသာအနံ့ဟောအရာသာဟောကြ floral fruity ဖြစ်တဲ့ဘက်ကိုသွား sorry fruity ဘက်ဖြစ်တော့နော်အဲ့တော့ဒီတခြား fresh နဲ့ mocha ပေါ်လို့လည်းရတယ်ပေါ့နော်အဲ့ဒါကြတော့ဘယ်လို bean မျိုးစားနဲ့ဟိုအင်္ဂလိပ်မှာရရမယ် fresh နဲ့ mocha ပေါ်ကိုလည်းဒီမှာရှိရဲ့ coffee bean အကုန်လုံးတော့ရွေးချယ်လို့ရတယ် happy you လည်းရွေးလို့ရတယ် hot လည်းရွေးလို့ရတယ်ပေါ့နော်အဲ့တော့ customer ကဘယ်လိုအရသာမျိုးတောက်ချင်တာလဲအဓိကဟိုပေးချင်တဲ့လူနဲ့တောက်ချင်တဲ့လူနဲ့အပေးယူပြမှအဆင်ပြေ coffee ကောင်းတစ်ခွက်ဆိုတာထွက်လာတာပေါ့နော်အဲ့တော့သူလိုချင်တဲ့ရတာမျိုးကိုပေးနိုင်မှလည်းဒီ coffee ကောင်းချင်းမကောင်းချင်းကလက်ခံတဲ့လူကသူလိုချင်တဲ့အရတာရသွားဆိုတာဒါဒီ coffee ကောင်းတာပေါ့နော်အဲ့တော့လိုချင်တဲ့ရတာဘယ်လိုမျိုးလေးပဲ coffee ခါလေးကြိုက်တာလားဒါမှမဟုတ် coffee ကိုချင်တဲ့ရတာမျိုးလေးကြိုက်တာလားပေါ့နော်အဲ့ချင်တဲ့ဘက်ကိုကြိုက်တယ်ဆိုရှင်ခဏက happy you ကဆိုရှင်တော့ light to medium သွားထားတဲ့အတွက်ကြောင့်လည်းသူ့မှာဆိုရှင် coffee ရဲ့ acid တက်ပါတဲ့အတွက်ကြောင့်ချင်တဲ့ဘက်လေးသွားမယ်အဲ့လိုမျိုးမဟုတ်ဘူးသူက coffee ခါလေးတောက်ချင်တယ်ဆိုရှင်တော့ဆိုင်မှာကကြတော့သုံးတာတော့ the rose လို့တော့ပြောတယ်ဒါပေမဲ့အင်္ဂိုရဲ့ profile တော်တဲ့ profile ရဆိုရှင် medium to dark သွားပြထားတာပေါ့နော်အရင် dark ဖြစ်အောင်မသွားထားဘူးဘာလို့လဲ coffee မှာရှိရဲ့အတွက်တဘာဝအနက်အရာလေးကိုပျောက်သွားစေချင်တော့ပေါ့နော်အဲ့ medium to dark လေးနဲ့လည်းဖြောပေးလို့ရတယ်အဲ့ဆိုရင်ဟို front press ကော mocha ပေါ်ရဒီ
သူတို့နဲ့တက်မှတ်ထားတဲ့ဘိန်းမှာမဟုတ်ဘူးကြိုက်တဲ့ဘိန်းနဲ့ live roast ဖြစ်စေ medium roast ဖြစ်စေ double roast ဖြစ်စေပေါ့နော်တော့လေးကျွေးလို့ရတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အမအခုပေါ့နော်ဒီ happy you နဲ့ holly ပေါ့ဒီအခုလောဆယ်ပေါ့ဆိုင်မှာ available ဖြစ်တဲ့ happy you နဲ့ holly နှစ်ခုပေါ့နော်V60 နဲ့ရယ် front flash တွေပေါ့တောက်ကြည့်နေတယ်ပေါ့နော်အရသာတော့အမတော့တကယ်ပြောရင်တော့အရန်ချိုးရပဲလည်းမကြိုက်ဘူးပေါ့နော်ခါရပဲလည်းမကြိုက်ဘူးဆိုတဲ့ခါကျတော့အင်္ဂလိပ်ဖြောပေးနေပုံကြည့်ပြီးတော့နော်ဟုတ် taste လေးဟုတ်အတူတူကျူဖြောပြီးပြကြမယ်နော်ဟုတ်ကဲ့ပါcoffee ကိုမတောက်ခင်မှာနေမရွေးခင်မှာဘာလို့ coffee အနံ့ခံနိုင်တာလဲဆိုတော့သူရဲ့coffee ကိုမတောက်ခင်မှာမမြည်ခင်မှာဆိုလို့ရှိရင်အနဲ့အရသာခံတော့အနဲ့နဲ့မှတော့ဘလို့တခုခုဆိုလို့ရှိရင်အစားတောက်ဆိုလို့ရှိရင်အနဲ့လေးခက်ကြတယ်ဒီထဲမှာဘာရတာကြီးပါတာလဲဆိုပြီးတော့ဘလို့ရတာညှို့လင်းနေရပါတော့ဒီဟာလေးကိုလောင်းလိုက်တယ်လောင်းလိုက်တဲ့အချိန်မှာသူ့ကိုဖြော်ပေးထားတဲ့ဟာက ratio 10လေးနဲ့ဖြော်ပေးထားတယ်ratio 10နဲ့ဖြော်တဲ့အတွက်ကြောင့်မလို့သူဒီ concentrate ဖြစ်မယ်ပေါ့နော်အဲ့လိုပြင်းအားများတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့တော့တောက်လိုက်တဲ့အချိန်မှာလည်းအကုန်လုံးအရသာကဝင်နဲ့ဆက်ဆက်ချင်းမှာတောက်လိုက်တဲ့အချိန်မှာပြင်းအားများများလေးနဲ့ခံစားရမယ်အချင်းကောအခါကောအချိုရောပေါ့နော်သူ့ရဲ့နောက်ဆုံးမှာဆိုလို့ရှိရင် coffee မှာကချင်းနဲ့ရတာရှိရဲချိုရဲရတာရှိရဲအဲ့တော့ချိုရဲဆိုတော့တခြားချိုလားဆိုတော့လည်းမဟုတ်ဘူး coffee မှာရတဲ့တဘာဝအချိုပေါ့ချင်းနာနဲ့ခါတာနဲ့ကကြတော့လူတိုင်းကအကြိုက်မတူဘူးပေါ့နော်အခါကြိုက်တဲ့လူမျိုးရှိရဲအချင်းဟိုမှအချင်းဆူဆူကြိုက်တာရှိရဲအချင်းပြပြလေးကြိုက်တာမျိုးရှိရဲအဲ့တော့နောက်ဆုံးမှာ coffee ကောင်းချင်းမကောင်းချင်းဒီ coffee ကကောင်းလားဆိုတဲ့ဟာကိုဘာနဲ့ဆုံးဖြတ်လဲဆိုတော့နောက်ဆုံးမှကျန်ခဲ့တဲ့ after taste ပေါ့နော်သူ့မှာကစက်ထဲမှာချိုပြီးတော့ကျန်ခဲ့ရတာဒါမှမဟုတ်ရှင်ဖန်ပြီးတော့ကျန်ခဲ့ရတာချိုပြီးတော့ကျန်ခဲ့ဆိုဒီ coffee ကောင်းတယ်လို့သတ်မှတ်လို့ရတယ်ပေါ့နော်ဖန်ပြီးတော့ကျန်ခဲ့တယ်ဆိုရှင်အဲ့အဖန်ကရောလက်ခံနိုင်တဲ့အဖန်လားလက်မခံနိုင်တဲ့အဖန်မျိုးလားပေါ့နော်အဲဆိုဟို cafe နဲ့မရင်းနှီးရဲ့လူတယောက်ဆိုလို့ရှင်ဒီဟာခါတယ်ဆိုတဲ့ဟာတော့ဖန်နေရလို့ထင်ကောင်းထင်နိုင်နေမယ်ဒါမှမဟုတ်လို့ရှင်လည်းအဲ့အဖန်ကဥပမာဆိုတချို့ဆိုလို့ရှင်လက်ခံနိုင်တဲ့ဟာမျိုးဆိုရှင်ဒါမကောင်းဥပမာဆိုရင်နွေးချမ်းဆိုလို့ရှင်အဲ့ခါတဲ့ဟာလူတိုင်းလက်ခံနိုင်တယ်ပေါ့နော်တီးနှုတ်ရတယ်လို့ပြောရဲအဲ့ဒါတော့coffee ကမကောင်းတီးနှုတ်ဖြစ်တယ်အဲ့လိုမျိုးတော့ပြောလို့မရဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးအချင်းကပျော့သွားတာဆိုတော့သူ့ရဲ့ခံစားရမှာ coffee ထဲမှာဆိုလို့ရှိရင်ခုန citrus လည်းရှိရဲ melon လည်းရှိရဲပေါ့နော် fruity ထဲမှာခုနတော့ဒီ melon ဆိုလို့ရှိရင် berry တို့ apple တို့မှာရတဲ့အချင်းမျိုး citrus ဆိုလို့ရှိရင် orange တို့ sankey တို့အဲ့လိုမျိုးပေါ့နော် lemon တို့မှာရတဲ့ဟာမျိုးပေါ့ပြီးသူ့ရဲ့နောက်မှာဆိုလို့ရှိရင် after taste ချိုခါနီးလေးမှာတော့ပါလဲဆို tea note လေးရတယ်အဲ့ tea note လေးကိုကြာတော့အဲ့လိုမျိုး green tea တို့ black tea တို့နှုတ်မျိုးလေးလည်းရတယ် jasmine ဆိုjasmine tea fermented အရင်ဖြစ်လွန်တဲ့အချင်းမျိုးမှာ strawberry tea ရဲ့အချင်းမျိုးတော့ရဒါပေမဲ့ဟိုရှိနေတဲ့ strawberry ရဲ့အချင်းမျိုးဆိုဒါမကောင်းဘူးပေါ့နော်အဲ့တော့ဟိုအချင်းရတာလေးတွေရတယ်အချိုရတာလေးတွေရတယ်ဆိုတာကခုနောက်ပိုင်းဆို slow bar တွေမှာဆိုလို့ရှိရင်ဒီ specialty coffee လို့ပြောမှာပေါ့နော်coffee ကိုတတိချာချာအစစ်နိုင်မှာတတိချာချာရည်ရွယ်ချက်ရှိနဲ့ထုတ်ထားတာဒီဟာကိုပေးချင်လို့ပေါ့နော်ရည်ရွယ်ချက်ရှိနဲ့ထုတ်ထားတဲ့ coffee ကိုပဲသုံးပြီးတော့မှဖြော်ပြရဘာလို့ slow bar coffee တွေကဆို coffee တစ်ခွက်တောက်တဲ့တိုင်းမှာကိုစီကြီးတယ်လို့ယူဆလိမ့်မယ်ပေါ့နော် slow bar coffee ဆိုစီကြီးတော့စီကြီးအောင်မဟုတ်တမိုးကြီးတော့တာပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီ coffee တစ်ခွက်ရဖို့အတွက်ကိုအကုန်လုံးကရည်ရွယ်ချက်ရှိနဲ့ဖြတ်တန်းတာနောက်ဆုံးမှာဘလို့အရတာမျိုးပေးမှလဲပေါ့နော်ဒါကြောင့်မလို့လဲဒီ slow bar တွေထဲမှာရှိတဲ့ coffee တွေဒီတကယ်ကောင်းတဲ့ coffee တွေပဲလုပ်ပေးထားပါအဲ့တော့ slow bar မှာတောက်ပြီးcoffee ကမကောင်းဘူးဆိုလို့ရှိရင်ဒါမကောင်းတာတော့မဟုတ်ဘူးကိုနဲ့ကိုသတ်မှတ်ထားတဲ့ကောင်းတဲ့ဟာနဲ့ကိုက်ညီလို့မရှိနေလေရပါအဲ့တော့သူ့ထဲမှာရှိနေအရာဓာလေးတွေကဘာလေးလဲဆိုတော့တဖြည်းဖြည်းနဲ့ဥပမာဆိုတချို့ဆိုအရန် brand နဲ့ရေမွေးရှိရတယ်ဒါပေမဲ့ကိုနဲ့မကြိုက်တော့အဲ့အနိုင်မကြိုက်ဘူးဆိုတဲ့ဟာမျိုးရှိရပေါ့နော်ဘယ်သူမှတော့မမအောင်ပေါ့နော်ကိုနဲ့ကြိုက်တဲ့ဟာနဲ့မတွေ့သေးရဒီချော်လိုက်မယ်ဆိုတော့ Americano ကိုဆိုင်လေးချော်လိုက်ခုနကကျတော့ drip မီယူလေးရွေးချက်ထားဆိုတော့ coffee ကြိုက်တဲ့လူတို့ကိုယူစားလိုက်တော့ပေါ့နော်
coffee လှော်တဲ့ roast type တူတောင်မှ grind side ပေါ်မှာမူတည်ပြီးတော့လည်းအရသာပြောင်းနိုင်တယ်ပေါ့နော်တကယ်လို့ကိုက cost တဲ့အမှုတ်ကျန်းတဲ့ဘက်ကိုသွားထားတယ်ဆိုလို့ရှိရင်အရသာပိုပဲနည်းနည်းပျော့တဲ့ဘက်ကိုသွားမယ် cost လိုက်ပြီးဆိုရဲအတွက်ကြောင့်မို့လို့သူကအရသာကဟိုထုတ်တဲ့စစ်ထုတ်လိုက်တာပေါ့နော် extra လောက်တဲ့ဟာနေသွားတယ်ပေါ့နေသွားတဲ့အတွက်ကြောင့်မို့လို့အရသာပျော့လေးဘက်ကိုရောက်သွားမယ်နောက်တစ်ခုကတော့ pour over portrait coffee တောက်ပြီးတော့လို့ရှိရင်ရေလေးတစ်ခွက်တောက်ကြည့်ပါတော့တအားချိုးတဲ့အရာသားကိုခံစားရလိမ့်မယ်အောက်စီကနေပြီးတော့ဒါရတဲ့စကားတစ်ခုရှိရဲအဲ့ဒါဘယ်တော့မှမမေ့ဘူးအမြင်မှတ်ထားဒါပြောလဲဆိုရင်ခုနအချင်းလေးအခါးတွေကကြတော့တယောက်နဲ့လက်ခံတဲ့ပုံစံမတူဘူးပေါ့နော်တေချာတော့လူတိုင်းအချိုကြိုက်တယ်ကော်ဖီတစ်ခုကောင်းလားမကောင်းလားဆိုလို့ရှိရင်ဘယ်ဟာကော်ဖီကကောင်းတာလဲဆိုလို့ရှိရင်မင်းရဲ့ကော်ဖီကဘယ်လောက်ထိချိုရတာပေးနိုင်တယ်အဲ့ဒါဆိုကော်ဖီကောင်းတယ်ဆိုတော့တရားအချိုတော့မဟုတ်ဘူးပေါ့နော်သုံးသက်မှာကိုကချိုနေရတာရမှာကော်ဖီကောင်းနေရလဲအဲ့ချိုရတာကိုပေးနိုင်တယ်ချိုတိုင်းကချိုတဲ့ကော်ဖီတိုင်းကကောင်းတယ်မဟုတ်ပြီပဲကော်ဖီကောင်းတဲ့ချိုရတာပေးနိုင်တယ်ဟောဆိုချိုရဲဆိုတခြားထည့်ရင်လည်းချိုတာပဲလေဒါပေမဲ့တခြားနဲ့ကော်ဖီတစ်ခွက်တောက်ရင်နောက်ဆုံးမှလေဟို green ချင်တာလားအဲ့လိုမျိုးလေးကြံခဲ့တကယ်ကော်ဖီကောင်းတစ်ခွက်ကချိုရတာကကြတော့စက်ထဲမှာချိုတော့ဘာစားသူ့ချိုရတာလေပြန်ပြီးတော့မမိနေရခံစားမိနေရဆိုတဲ့ဟာမျိုးလေးအဲ့ဒီနေ့ပေါ့နော်ဆိုတာနဲ့တူတူပေါ့main grind ပေါ့နော်ဒီ100 coffee ကိုဒီ16နဲ့ crème fresh နဲ့ခုသုံးပြီးတော့ဖျော်ပြသွားရပေါ့နော်အဲ့တော့ကိုလည်း coffee ကြံရောက်လို့ရှိရင်ဒီမျိုးပေါ့နော်ဒီ100 coffee လေးကိုစမ်းပြီးတော့တောက်ကြည့်ပါဒီကိုမသိတဲ့အရာတွေမှလည်းများပေါ့နော်ဥပမာဆိုရင်ဒီ coffee menu ကိုကြည့်ပြီးတော့ကိုဘာပြီးသုံးတာလဲဗာလဲဆိုတော့လဲ barista နဲ့ပေါ့နော်အဲ့ဒါမျိုးလေးရင်းပြောပြီးတော့မေးပြီးတော့တောက်မှဒီ coffee ရဲ့taste အမှန်ပေါ့နော်အရသာအမှန်ကိုကရရှိမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီနေ့ sharing လုပ်ပေးတာလေးကို issue ပေးတာရဲ့အကြောင်းကိုကျေးဇူးများတင်ပါတယ်